နှစ်ထောင်20ခုနှစ်တုန်းကရှီလာဖလက်ချာဆိုတဲ့အမျိုးသမီးတယောက်စီကနေရဲစခန်းကိုဖုံးခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။သူနဲ့သူ့အမျိုးသားအပြင်ထွက်နေတဲ့ရက်သက်တစ်ပတ်ပိတ်ရက်အတွင်းမှာသမီးဖြစ်သူလေစီဖလက်ချာကွယ်လွန်သွားခဲ့ပြီလို့သူကပြောလာတာပါ။တိတ်မကြခင်မှာပဲရဲတွေနဲ့လူနာတင်ရင်ဟာသူတို့အိမ်ကိုရောက်ရှိလာခဲ့ကြပြီးအဲ့ဒီမှာသူတို့မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးဖြစ်နေပါတော့တယ်။အသက်36နှစ်အရွယ်ရှိပြီဖြစ်တဲ့လေစီကိုသူမရဲ့ကိုယ်ပိုင်မစင်ကျင်ငယ်ရည်တွေနဲ့လောက်ကောင်တွေကြားထဲမှာအဝိစားတစ်ပိုင်းတစ်ဆက်နဲ့ဆိုဖာခုံကြီးတဲ့နစ်မြုပ်အနေထားတွေ့ရှိခဲ့ရတာပါ။သူမရဲ့ကိုယ်လေးချိန်ဟာ96ပေါင်ပဲရှိပြီးခန္ဓာကိုယ်တစ်ခုလုံးကဆိုဖာအောက်ခြေရဲ့အထိပုတ်ပွက်ရီပျော်ပြီးဝင်နေခဲ့တာဖြစ်ပါတယ်။ဆရာဝန်တွေရဲ့ပြောကြားချက်အရသူမဟာအဲ့ဒီဆိုဖာခုံပေါ်မှာဘာမှမလုပ်ဘဲတနေရာထဲမှာတင်10နာနှစ်တိုင်ထိုင်နေခဲ့တာလို့သိရပါတယ်။တကယ်တော့လေစီဟာ6တန်းနှစ်အထိအရန်ကိုတက်ကြွရှင်လန်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အိမ်မှာပဲစာတင်ဖို့သူမဆုံးဖြတ်ခဲ့တာပါ။သူမမှာအော်ဒဇင်အစပါကားနဲ့လူမှုဆက်ဆံရေးကြောက်ရွံ့တဲ့စိတ်ယောဂပါဝင်စိတ်ကျန်းမာရေးဝေဒနာတွေကိုအပြင်းထန်ခံစားခဲ့ရပါတယ်။ဒါတင်မကသေးပါဘူးသူမမှာမျက်လုံးကျက်သားကလွဲလို့ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားလို့မရပဲတေးတက်သွားတဲ့ lock in syndrome ဆိုတဲ့ယောဂဆိုးကြီးကိုလည်းခံစားနေခဲ့ရတာပါ။ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကသူမရဲ့မိဘတွေဟာတမိဖြစ်သူရဲ့အခြေအနေကိုလုံးဝပြစ်ထားခဲ့ကြတာဖြစ်ပါတယ်။သူမကိုအစာငတ်မှုအောင်ထားခဲ့တဲ့အတွက်ဆိုဖာကုံထဲကမြုပ်တွေကိုကိုက်စားခဲ့ရပါတယ်။ရင်ခွဲစစ်ဆေးချက်အရဆိုဖာကုံပေါ်မှာကိုက်ရာတွေတွေ့ရသလိုသူမရဲ့အစာအိမ်ထဲမှာလည်းဆိုဖာမြုပ်တွေကိုပြန်တွေ့ခဲ့ရပါတယ်။အခုမြင်တွေ့နေရတဲ့ဆိုဖာကုံကြီးကတော့လေစီတနေရာထဲမှာ10နှစ်ကြာအောင်ရှိနေခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ပိုပြီးတုံ့လောက်စရာကောင်းတဲ့အချက်ကတော့သူမရဲ့မိဘတွေဟာအဲ့ဒီဆိုဖာကုံနဲ့မလန်မကန်ကက်လျက်မှာတင်ရှိတဲ့သူတို့ရဲ့နားယူကလိုက်ထိုင်ပေါ်မှာနေတိုင်းထိုင်နေခဲ့ကြတာပါ။ဆိုလိုဝါကတော့ဒီမိဘတွေဟာအိမ်ထဲကညီစော်နံနဲ့အနက်အသက်တွေယွန်ရှာဖွဲပတ်ဝန်းကျင်နဲ့အသားကျနေခဲ့ကြတာဖြစ်ပါတယ်။သူမရဲ့မိဘတွေကတော့လေစီကိုယ်တိုင်ကဆိုဖာပေါ်ကနေလုံးဝမဆင်းကျင်လို့ပါလို့စင်ကြေပေးခဲ့ကြပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးတည်တက်နေတဲ့သူကဘလို့လုပ်ပြီးဆင်းနိုင်ပါလဲဗျာ။နောက်ဆုံးမှာတော့ဒီလိုရက်ဆက်ပြီးဆက်ဆုပ်ယွန်ရှာဖွဲကောင်းတဲ့ရာဇဝတ်မှုကြောင့်သူမရဲ့မိဘနှစ်ပါးစလုံးကိုထောင်ဒဏ်အနှစ်20စီပြစ်ပေးအရေးယူခဲ့ပါတယ်။